ယနေ့အတွက်ဝိညာဉ်စာမှာဓမ္မမိတ်ဆွေညီကိုမောင်မများအားလုံးမင်္ဂလာပါယနေ့အတူတကွဆင်ခြင်ခွာယူမိကောင်းစဉ်ကဘုရားသခင်၏ဗိမာန်တော်ယောမဩဝါဒစာအခန်းကြီး7အငယ်1ဗိမာန်တော်ဆိုသည်မှာယုံကြည်သူများစုဝေး၍ဘုရားသခင်ကိုအတူတကွဝိပုကိုးကွယ်ကြသည့်နေရာကိုဗိမာန်တော်ဟုလူများကသတ်မှတ်ကြပါတယ်ဒီကနေ့များစွာသောလူတို့သည်ဗိမာန်တော်ဆိုသည်ကိုလူလက်ဖြင့်ပြုလုပ်ထားသောကြီးမားသောအဆောက်အဦတွေပြင်ဆင်မွမ်းမံထားသောတိုက်တာအဆောက်အဦတွေကိုပဲမြင်တတ်ကြပါတယ်။တနည်းအားဖြင့်မှန်ကန်ပါတယ်။ထိုအဆောက်အဦများကိုအကောင်းဆုံးဆိုတဲ့အရာတွေနဲ့လှပစွာခမ်းနားထေဝါစွာပြင်ဆင်မွမ်းမံထားတာတွေကိုလည်းတွေ့ရပါတယ်။အယံကိုကောင်းသောအရာများဖြစ်ပါတယ်။ဒီနေ့ခေတ်မှာဘုရားခင်ဗိမာန်တော်ကိုအမိပြု၍မာယွန်ခြင်းများစွာကိုလည်းတွေ့ရပါတယ်ဗိမာန်တော်ထဲ၌တိုင်ဆန်ခြင်းမာနကြီးခြင်းဝါကြွားခြင်းထောက်လွှားစော်ကားခြင်းတွေမနာလိုခြင်းတွေကနေရာလှလာခြင်းတွေပြည့်နေလာပါတယ်ဘုရားသခင်မျက်မှောက်တော်ထဲအခြားသောအရာများကတာ၍လွှမ်းမိုးလာတာကိုတွေ့ရတယ်များစွာသောလူများကတတိမဲ့နေကြပါတယ်ထိုအစာအုပ်တစ်ခုဒီကသာဗိမာန်တော်မဟုတ်ပါဘူးကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး3အငယ်16မှာသင်တို့သည်ဘုရားခင်၏ဗိမာန်တော်ဖြစ်ကြသည်ကို၎င်းဘုရားခင်၏ဝိညာဉ်တော်သည်သင်တို့အထဲ၌ကျိန်းဝတ်တော်မူသည်ကို၎င်းမသိကြသလောလို့မိန့်မာထားပါလေကျွန်ုပ်တို့၏ခန္ဓာကိုယ်သည်ဘုရားခင်၏ဗိမာန်တော်ဖြစ်သည်လို့နှုတ်ကပတ်တော်ကပြောပြပါတယ်ထိုဗိမာန်တော်ကိုရောဘယ်ရာတွေနဲ့ဖြစ်နေလဲဆိုတာစဉ်းစားဖို့တော့လိုမယ်။မိုးရင်စေသောအရာတွေအရက်ပီးယာဆက်လက်ကွန်းစသည့်များစွာပျက်စီးစေသောအရာတွေကိုတင့်ရဲ့ဗိမာန်တော်ထဲမှာဖြစ်နေတာလား။ဒါမှမဟုတ်ပုတ်ပြက်တတ်တဲ့ဒီခန္ဓာကိုများစွာသောတန်ဖိုးကြီးသောအဝိစားတွေမိတ်ကပ်တွေအလွန်အဖိုးထန်လာသောလက်ဝိယတနာများဖြစ်နေတာသစ္စာဆင်နေကြတာလား။ထိုနည်းတူကျွန်ုပ်တို့ရဲ့အတ္တတာထဲ၌လောဘဒေါသမောဟမနာလိုခြင်းတွေတိုင်ဆိုင်ခြင်းဝါကြွားခြင်းအတ္တတွေနဲ့ပဲဖြစ်နေတတ်ကြပါတယ်ဒီကနေ့ထိုစိတ်တဘောတွေတဲကနေရုံထွက်ဖို့တော့လိုနေပြီနော်ထိုရာများကသခင်ယေရှုခရစ်တော်ကိုယ်တိုင်မနှစ်သက်သောအရာများဖြစ်ပါတယ်ကျွန်ုပ်တို့ရဲ့ဗိမာန်တော်ထဲတွင်အင်မတန်မှအရေးကြီးသောတန်ရှင်တော်ဝိညာဉ်တော်ဖခင်ကနေရာယူထားတာကိုလူသားများသည်တတိမမူပဲမေ့လျော့နေကြပါလေထို့ကြောင့်နေ့ရက်တိုင်းမှာဗိမာန်တော်ကိုများစွာသောမတရားမှုတွေဖခင်မနှစ်သက်သောဒုစရိုက်အပြစ်တွေနဲ့ဖြစ်နေကြပြီးမိမိကိုဖခင်ပေးထားသောဗိမာန်တော်ကိုတန်ဖိုးမထားပဲမိမိအလားဆင်ခြင်သောအရာများနဲ့အလားဆင်ပြီးဖခင်သခင်အလားဆင်ခြင်သောအရာများကိုတော့မေ့လျော့နေကြပါလေတကောအခန်းကြီး3အပိုက်ငယ်7မှာအချင်းသူသည်ဘုရားခင်ဗိမာန်တော်ကိုဖျက်ဆီး၏ထိုသူကိုဘုရားခင်ဖျက်ဆီးတော်မူလိမ့်မည်ဘုရားခင်ဗိမာန်တော်သည်တန်ရှင်းရ၏တင်တို့သည်လည်းထိုဗိမာန်တော်ဖြစ်ကြ၏လို့တတိပေးထားပါမိမိရဲ့ဗိမာန်ကိုစောင့်ရှောက်ဖို့တန်ဖိုးထားဖို့ဗိမာန်တော်ကိုဖျက်ဆီးသောသူကိုဘုရားခင်ကဖျက်ဆီးမိဖြစ်ကြောင်းတတိပြု၍ကျွန်ုပ်တို့တွေမိမိရဲ့ဗိမာန်ကိုတန်ရှင်းစင်ကြယ်စေ၍ဘုရားခင်နှစ်သက်သောအရာများနှင့်ဖြည့်ပြီးကောင်းသောအရာများကိုတစားဆင်ဖို့အလို့ငါအနှဲငယ်ခွန်အားပြီးနှိုးဆော်အပ်ပါသည်ဆုတောင်းကြပါစို့အိုဖဘုရားခင်ဒီကနေ့သားသမီးတို့၏ဗိမာန်တော်ဖြစ်သောကိုယ်တော်ပေးထားသောခန္ဓာကိုယ်ကိုသာတာ၍ဆောက်ရှောက်ပြီးညဉ့်ညူးစေသောအရာမတန်ရှင်းသောအရာများကိုကင်းစင်စေပါမိကြောင်းသခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌ဆုတောင်းပါ၏အာမင်